ထမဆုံးပြောချင်တာကိုနားလေကိုနားလေပါဆိုဘာပြောချင်တယ်လဲဆိုတော့ဆရာအရင်တော့ကိုနားမလဲ35ရဲ့ဟိုဘက်တော့ကိုနားမလဲဆရာလှုပ်တဲ့အလုပ်ကကျောင်းဆရာဆိုကျောင်းဆရာအလုပ်ကိုကောင်းကောင်းနားမလဲကျောင်းဆရာဘာလုပ်ရမလဲဆိုတော့စာသင်ရမယ်တင်တဲ့အခါမှာတက်အောင်တင်ရမယ်အဲ့တော့ဆရာတက်တာမတက်တာသေချာဂယူးမဆိုင်ဘူးကိုနားမလဲသေးဘူးတက်တာမတက်သေချာဂယူးမဆိုင်ကိုတင်တဲ့အချိန်ပြီးရောဆိုပြီးတင်လိုက်တာလေကိုနားလဲအောင်မလုပ်ခဲ့လို့ကိုနားလဲအောင်မလုပ်ခဲ့လို့35နှစ်ရဲ့ဒီဘက်ရောက်တဲ့အခါကျမှကိုနားလဲသွားတာလေနားလဲသွားတဲ့အတွက်ကြောင့်အဲ့ဒီဟာကိုနားလဲလာလို့ကျောင်းဆရာလောက်တာစာသင်ဖို့နောက်တစ်ခုပါပဲဆိုအတတ်ပညာကိုသင်ပေးနိုင်ဖို့ဤပညာတက္ကသိုလ်ဖြစ်တဲ့အတွက်ကြောင့်အတတ်ပညာစစ်ကိုသင်ပေးနိုင်ဖို့ဆရာကြိုးစားတယ်ကိုနားလဲအောင်လုပ်လိုက်တာနောက်တစ်ခုဘဝမြင့်အောင်လုပ်ပေးပါဘဝမြင့်အောင်လုပ်ပေးပါဆိုတာဆရာပြောပြဘဝမြင့်အောင်လုပ်ပေးဆိုတာအရင်တော့ဆိုလို့35နှစ်မတိုင်ခင်ဆိုလို့ရှိရင်ဘဝမြင့်အောင်လုပ်မပေးနိုင်ဘူးလေကျောင်းသားတွေကိုဘဝမြင့်အောင်လုပ်မပေးနိုင်ဘူးဆိုတာ35နှစ်မတိုင်ခင်ဆိုလို့ရှိရင်ဆရာပြောတယ်ဆိုအခြေအနေအကြောင်းမျိုးအကြောင်းကွန်ပျူတာမလုံလောက်မှုမီးမလာမှုဆရာရဲ့စိတ်စေတနာနည်းမှုဟုတ်လားအဲ့လို3ခုပေါင်းပြီးတော့အဲ့ဒါပဲတိကျမလုပ်ခဲ့ဘူး35နှစ်ရဲ့ဒီဘက်ရောက်တဲ့အခါခု10နှစ်ကျော်ပြီးလောက်တာ35နှစ်ရဲ့ဒီဘက်ရောက်တဲ့အခါကျတော့မှကျောင်းသားတွေရဲ့ဘဝကိုမြင့်အောင်လုပ်ပေးနိုင်တာဘဝမြင့်အောင်လုပ်ပေးတာနောက်တစ်ခုကလက်ဖက်ဆိုင်ရဲ့လူငယ်လေးတွေဆရာလုပ်မပေးနိုင်ဘူးလက်ဖက်ဆိုင်လူငယ်လေးတွေအတွက်ဆရာလုပ်မယ်ဘာလဲဆိုလက်ဖက်ဆိုင်လူငယ်တွေပဲလဲဆိုပညာမတတ်ဘူးလေပညာမတတ်တဲ့အတွက်သူတို့အဲ့ပတ်စံရဖို့အတွက်ပဲအလုပ်လုပ်နေရတယ်အဲ့လိုဖြစ်နေလက်ဖက်ဆိုင်လူငယ်လေးတွေအတွက်ဆရာအလုပ်လုပ်မပေးနိုင်ဘူးလူငယ်တွေအတွက်ကလေးလေးတွေအတွက်ဆရာအလုပ်လုပ်မပေးနိုင်ဘူးတခုတော့ရှိတာပေါ့ကွာညနေဆိုလို့ရှိရင်ဆရာဘာလုပ်လဲဆိုတော့မူလာတဲ့ကျောင်းသားတွေကိုစာသင်တာအဲ့3နှစ်ကျော်ဒီကပဲဆိုကလေးလေးတွေဘာဖြစ်လဲစာတက်အောင်သင်ပြခုဆရာစိတ်မကောင်းတာတခုရှိတယ်ဆရာစီသင်တဲ့ကလေးမလေးတယောက်က12နှစ်ဆိုရင်နဲ့သမီးရတဲ့ဘာလဲဆိုတော့သူ့အတော်ရှိတဲ့နေပြည်တော်သွားပြောတယ်ပါဆယ်ဒုတ်ထုတ်မှာတဲ့သူကအဲ့လိုပြောတယ်အဲ့လိုပြောအော်လို့အဲ့ကြောင့်အဲ့မှာဆရာဘာအတွေးဝင်သွားလဲဆိုတော့အော်လို့စင်းရဲတဲ့အတွက်ကြောင့်မိဘတွေကကလေးလေးတွေကိုဘာလို့လဲဆိုတော့မဖြစ်ကလေးလေးတွေဘာလို့လဲဆိုတော့စင်းရဲတဲ့အတွက်ကြောင့်မိဘတွေကမဖြစ်မနေကလေးတွေကိုကြောင်းမထားပဲနဲ့ဝမ်းရေးအတွက်အလုပ်လုပ်ခိုင်းရတယ်အဲ့ဆရာဘာလို့လဲဆိုတော့အခုဆရာမပေးနိုင်သေးဘူးအဲ့ဒီလိုလူတွေအတွက်ဆရာအလုပ်မပေးနိုင်သေးဘူးအဲ့ဒါဘာလို့တပည့်ဆိုင်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ပြောတာနောက်တစ်ခုက Mother Teresa ဆိုတာဘာလဲဆိုတော့အိန္ဒိယမှာရှိသွားတယ်တည်သွားတဲ့သူတော်စင်ခရစ်ယာန်မာကြီးခရစ်ယာန်တင်တာပဲ Mother Teresa အိန္ဒိယဘာဖြစ်လဲဆိုတော့ तू ကဘလောက်အထိမြတ်လုပ်လို့ဆိုတော့သူ့ကိုပေးတဲ့ကားအစ तू အကုန်ရောက်ပြီးတော့အများအကျိုးအတွက်အကုန်အလုပ်လုပ်သွားတယ် Mother Teresa အများအတွက်လုပ်သွားတာသူတော်စင်မာကြီး तू ဆုံးတဲ့အခါမှာကမ္ဘာနိုင်ငံခေါင်းဆောင်အသီးသီးကသူ့ရဲ့နာရေးကိုလာပြီးတော့ဖြစ်ကြနာရေးကိုတက်ကြတယ်Mother Teresa မိန်းမပတ်တယ်မိန်းမဆိုပြီးတော့လေဆရာတပည့်တွေကိုမိန်းမဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့မြင့်မြတ်အောင်လုပ်လို့မရဘူးဆိုတော့မြင့်မြတ်အောင်မိန်းမတွေလည်းမြင့်မြတ်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းဆရာတပည့်မိန်းကလေးတွေကိုပြောပြခြင်းနောက်တစ်ခုကဘာဆိုတော့ Albert Riser နာမည်တော့မသိကြဘူးနော်အဲ့ဒီ Albert Riser ဘာလုပ်လဲဆိုတော့သတင်းစာထဲမှာတဲ့သူကတည့်ရကြသတင်းစာဖတ်တယ်တဲ့သတင်းစာဖတ်တဲ့အခါကျတော့ဘာတွေ့လဲဆိုတော့အာဖရိကမှာအဲ့လိုဒုက္ခတွေရောက်နေတဲ့လူတွေကိုဘာဖြစ်လဲဆိုအကူညီခြင်းလားဒုက္ခတွေရောက်နေတယ်ဆိုတဲ့အကြောင်းသတင်းစာထဲမှာဖတ်လိုက်ရတယ်တဲ့အဲ့ဒါဖတ်ပြီးတဲ့အခါကျဘာဖြစ်လဲဆိုတော့
အဲ့ဒါဖတ်ပြီးတော့ तू ကဘာတွေးလဲဆိုတော့အော်ဒီလူတွေကိုငါကူညီမှဖြစ်မယ်ဆိုပြီးတော့ तू ကဘာဖြစ်လဲဆိုတော့ချက်ချင်းပဲစေးချောင်းတက်ဖို့ကြိုးစားတယ်စေးချောင်းသူတို့စီရဲ့ပညာရေးစနစ်ကကြိုက်တဲ့ဘာသာကိုကြိုက်တာကိုယူခွင့်ရှိတယ်ဒါမှမဟုတ်ဆိုတော့အဲ့ဒီအတန်းကိုတော့တေချာပေါ့အောင်ကြိုးစားမယ်ကြိုက်တဲ့ဘာသာကြိုက်တဲ့လူယူခွင့်ရှိတယ်အဲ့လိုရှိတဲ့အတွက်ကြောင့်အဲ့လိုရှိတယ်ဆရာတို့နိုင်ငံကျတော့အဲ့လိုမဟုတ်ဘူးလေစေးကျောင်းတို့အင်ဂျင်နီယာကျောင်းဆိုလို့ရှိရင်တက်ချင်တဲ့လူကတအားများတဲ့အတွက်ကြောင့်အမှတ်စနစ်နဲ့ရှင်ပြန်ရတယ်လीဟုတ်လားဒါဆရာတို့နိုင်ငံရဲ့အားနည်းချက်ဘာလို့လဲခမဒါအားနည်းချက်ကိုပြောပြတာအဲ့ဒီ Ever Riser ကစေးကျောင်းတက်တယ်စေးကျောင်းတက်ပြီးတော့စေးဆရာဝန်ဖြစ်တဲ့အခါကျသူကဘာလုပ်လဲဆိုတော့စန္ဒယာတီးတယ်စန္ဒယာတီးပြီးတော့ဘာလုပ်လဲဆိုတော့စန္ဒယာတီးပြီးတော့စန္ဒယာလည်းတီးတယ်စန္ဒယာတီးပြီးတော့ဒီအာဖရိကကိုသွားပြီးကူညီမယ်အဲ့လေအခုအလူခံနေတဲ့ လူခံပြအဲ့ဒီရတဲ့ပတ်စံလေးနဲ့ तू အဲ့ဒီအာဖရိကဘယ်နိုင်ငံလဲမသိဘူးအာဖရိကကိုသွားပြ तू တသက်လုံးအဲ့ဒီကမှာအလုပ်လုပ်သွားတယ်ဒါ Ever Riser ရဲ့ကြိုးစားအားထုတ်မှုနောက်တစ်ခုကဘာပြောချင်တယ်စိတ်အလှဆင်ပါဆိုတာလူတိုင်းရတာစိတ်လှမယ်ဆိုလို့ရှိရင်ကမ္ဘာလောကကြီးကလှပလာမှာလေဥပမာကွာဆရာပြောပြမယ်Mother Teresa လို့အမျိုးသမီးဖြစ်ခဲ့လို့အမျိုးသမီးတိုင်းကMother Teresa လို့လူမျိုးသားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်စဉ်းစားကြည့်တယ်အဲ့ဆိုလို့ရှိရင်တကဘာလုံးဘာဖြစ်မလဲလှပလာဆရာအဖြစ်ပြတစ်ခုပြောပြမယ်အဲ့ဒီဖြစ်ပြကဘာလဲဆရာလေဖြတ်တဲ့အခါကျဆရာဆေးရုံကိုသွားပြီးဆေးရုံကိုသွားပြီးမှဆေးရုံကနေဆရာကိုမန်းလေးဆေးရုံကနေပြီးတော့သူ့သွားပြတဲ့အခါကျအဲ့ဆရာကိုမတယောက်ကဘာပြောနေလဲဆိုတော့ခါကျနှလုံးသားမလှတာပေါ့ကွာနှလုံးသားမလှတာဘယ်လိုမလှလဲဆိုတော့လူနာတွေဟိုတဲ့အလက်ကားလဲကြည့်ပြရသေးတယ်မကျေနပ်လို့လည်းအတိုင်ခံရသေးတယ်အိုးစဉ်းစားကြည့်ရMother Teresa နဲ့ရှင်ပြီးစဉ်းစားကြည့်ရMother Teresa ပတ်စံမညာဘူးလေဒီတိုင်းလောက်သွားတာပတ်စံမညာဘူးလေဒီတိုင်းလောက်သွားတာဒီတိုင်းလူနာတွေအတွက်ဆိုပြီးဒီတိုင်းလောက်သွားတာသူကြတော့အဲ့လိုမဟုတ်ဘူးလေသူ့ရဲ့စိတ်ဓာတ်ကမမြင့်မြတ်ဘူးဆရာဝန်ဖြစ်ဖို့ဆိုတာတော်မဆရာဝန်ဖြစ်တာလေအင်ဂျင်နီယာဖြစ်ဖို့ဆိုတာတော်မဆရာဝန်အင်ဂျင်နီယာဖြစ်ဖို့ဆိုတာတော်မဖြစ်တာလေဒါပေမဲ့အဲ့ဒီဆရာမတော်တော့တော်ဒါပေမဲ့စိတ်နှလုံးသားမလှလောကမှာပါဆိုလက်ယုံရည်နဲ့နှလုံးရည်ဆိုပြီးနှစ်ပိုင်းရှိတယ်လက်ယုံရည်ဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုလက်ကျွမ်းကျင်မှုအဲ့လက်ယုံရည်နှလုံးရည်ဆိုစိတ်အလှစေမှုအဲ့ဆရာမမှာနှလုံးရည်မရှိဘူးအဲ့လိုနှလုံးရည်မရှိတဲ့လူဆရာတို့နိုင်ငံကိုစဉ်းစားကြည့်လူငယ်တွေနှလုံးသားလှဖို့လိုအပ်နေနှလုံးသားလှအောင်လုပ်ပါလို့ဆရာပြောချင်တာနောက်တစ်ခုကဘာလဲဆိုတော့နိုင်ဝက်ထိုင်စဉ်းစားပါကိုလုံးတဲ့အလုပ်ကိုတဲ့နိုင်ဝက်ထိုင်စဉ်းစားပါတဲ့အဲ့ဒါပဲဖြစ်လဲဆိုတော့Albert Einstein ပြောတာသူအားတယ်ဘာဖြစ်လဲဆိုညံမကောင်းပါဘူးတဲ့ပုံမှန်ပါပဲတဲ့ဒါပေမဲ့ तू လုပ်တဲ့အလုပ်ကိုတရက်ကိုနိုင်ဝက်ထိုင်စဉ်းစားတယ်လို့ तू အားတယ်ဒီလိုကဘာကျော်သိပ္ပံပညာရှင်ဖြစ်နေတာပါတဲ့နောက်တစ်ခုကဘာလဲဆိုယူရိုပကကျောင်းသားတွေဥရောပကျောင်းသားတယောက်ကဘယ်လိုတွေးလဲဆိုတော့ chemistry နဲ့ပတ်သက်ပြီးတော့ဘယ်မှာလဲဆရာစာရဲဖတ်ဘူးလိုက်တယ်ဘယ်စာဆောင်နဲ့လဲတော့မသိဘူးဘယ်လိုတွေးလဲဆိုတော့သူကဘာလဲဆိုတော့အာဖရိကမှာတဲ့ယောဂတွေအာဖရိကအပူပိုင်းဒေသမှာဖြစ်တဲ့ယောဂတွေကိုတဲ့သူတက္ကနာလုံးဖို့အတွက်အဲ့ဒီဘာသာရပ်ကိုရွေးတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ဥရောပဖင်လန်ဘက်ကလာမကြည့်အေးပိုင်းနိုင်ငံဖြစ်ပြီးတော့အပူပိုင်းဒေသမှာဖြစ်တဲ့ယောဂတွေကိုသူတက္ကနာလုံးဖို့စဉ်းစားကြည့်လေအဲ့ဒီလူငယ်လေးရဲ့အတွေးကိုစဉ်းစားကြည့်စမ်းအဲ့ဒီလူငယ်လေးဘာတွေးလဲဆိုတဲ့အခါကျတော့အဲ့ဒီလူတွေကိုကူညီဖို့အတွက်သူတက္ကနာလောက်တာအပူပိုင်းဒေသလူတွေကိုအ
ကူညီပေးဖို့အတွက်သူတွေတနာလုံးဖို့အတွက်အဲ့ဒီဘာသာရပ်ကိုရွေးချယ်တာတဲ့သူရွေးချယ်တဲ့ပိုင်းခုဒီမှာကြည်သားဆရာတို့လူငယ်တွေဘာဖြစ်လဲဆိုတော့ဘာသာရပ်ရွေးချယ်တဲ့အခါမှာအဲ့လိုမရွေးကြဘူးကိုဝါသနာပါရမရွေးချယ်ကြဘူးအဲ့တခုနောက်တစ်ခါဘာလဲဆိုတော့ကျွမ်းကျင်မှုကိုပေးပါကျွမ်းကျင်မှုကိုပေးလူတိုင်းမှာကျွမ်းကျင်မှုတစ်ခုရှိတယ်ကျွမ်းကျင်မှုပေးပါဆိုဆရာအခုဘာလုပ်နေလဲဆိုတော့ကျွမ်းကျင်မှုတွေဆရာပေးတယ်ဆရာအော်တိုကက်ကောင်းကောင်းဆွဲတတ်တယ်အော်တိုကက်ကိုကျွမ်းကျင်မှုကိုဆရာပေးတယ်ကျွမ်းကျင်မှုပေးတယ်ကျွမ်းကျင်မှုဆိုပြီးနောက်တစ်ခါမှာ programming ဆိုဆရာတအားကျွမ်းကျင်အဲ့ဒီကျွမ်းကျင်မှုကိုလည်းဆရာပေးတယ်ဟုတ်လားကျွမ်းကျင်မှုကိုပေးတယ်အဲ့လိုပေးတာဆရာဘယ်နှစ်ကျော်လဲ10နှစ်ကျော်အခုဒီယာရီကိုဒီအကြောင်းအရာတွေကဘယ်စာရေးဆရာပြောခဲ့တဲ့စာရေးဆရာခင်နင်းချီတာတဲ့အဲ့ဆရာမပြောတဲ့ထဲကနေပြောဆရာ notes ထုတ်ပြောမှပြောပြလိုက်တာ notes ထုတ်ပြောမှပြောပြလိုက်တာအဲ့ဒီဆရာမတော်တော်လေးကောင်းပါတယ်လူငယ်တွေအတွက်လူငယ်တွေဘာလုပ်သင့်လဲဆိုတဲ့အကြောင်းကိုပြောထားတာလူငယ်တွေဘာလုပ်သင့်လဲဆိုတဲ့အကြောင်းပြောထားဆရာတို့လူငယ်တွေဘာလို့လဲဆိုတော့ဆရာတို့လူငယ်တွေဘာဖြစ်စေချင်လဲဆိုတော့ရိုးရိုးကျင့်မှာမြင့်ကျင့်မှာရိုးရိုးကျင့်မှာဆိုတော့ပတ်စံရမှာအကုန်အလုံးလုံးမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်စမ်းပတ်စံရမှာအကုန်အလုံးလုံးမယ်စဉ်းစားကြမာသာထရီဇာကိုကြည့်လိုက်ပတ်စံမညာဘူးEver Rise ကိုကြည့်လိုက်ပတ်စံမညာဘူးဒါပေမဲ့ဘာဖြစ်လဲသူတို့ကဘာကြော်သွားတယ်ဆရာတို့လူငယ်တွေကိုဆရာတို့မြန်မာလူငယ်တွေကိုကဘာကြော်သွားအောင်တွေးစေချင်တာကဘာကြော်သွားအောင်အလုံးလုံးစေချင်တာလူငယ်တွေကိုကဘာကြော်သွားအောင်အလုံးလုံးစေချင်တာဟုတ်လားအဲ့လူငယ်တွေဘာဖြစ်လဲဆိုတော့တွေးစေချင်တာအဲ့ဆရာမကိုလည်း credit ပေးပါတယ်အဲ့ဒီဆရာမရဲ့စာပေဟောပြောပွဲကိုနားထောင်ကြည့်ပါလို့လည်းပြောချင်ပါတယ်ဟုတ်လားအဲ့လေးပြောချင်လို့ပါ